က်ခဲကြမ်းတမ်းလာတဲ့တားဆီးပေါင်းမြောက်များစွာကိုကြံ့ကြံ့ခံကြော်ဖြတ်ပြီးကမ္ဘာအရှိချဲနဲ့အနောက်ချမ်းကိုကူးလူးဆက်သွယ်ခဲ့ကြတဲ့လူသားတွေရဲ့အစုံမနစ်သောကြိုးပမ်းမှုနဲ့ဇွဲလုံးလာဝရိယတွေကိုထင်ဟပ်ပြသနေတဲ့ကမ္ဘာကျော်ပိုးလမ်းမကြီးရဲ့စိတ်ဝင်စားဖွယ်အကြောင်းချင်းရများကိုကျွန်တော်များ Go Andrew Go Channel မှာတင်ဆက်သွားပါမယ်ကျွန်တော် Andrew ပါချိန်ကစားခဲ့တဲ့လမ်းမကြီးချမ်းအန်းကနေအာရှအလဲထိဂုံတွေတဲ့တွေဖြန့်ကျက်လို့ရင်ကျေးမှုပေါင်းကူးစေခဲ့ပြီပုံလမ်းမအရှိနဲ့နောက်ဆက်တွယ်ပုံလမ်းမကဘာကိုတသားတဲ့ဖြစ်စေပုံလမ်းမတမိုင်းရဲ့အမွေအနှစ်ပုံလမ်းမခေတ်ဆက်ဆက်ရှင်သန်လမ်းမကြီးဆိုတာလမ်းမကြီးတစ်ခုဖြစ်နေနဲ့တည်ရှိနေတာမဟုတ်ပါဘူးလမ်းကြောင်းပေါင်းမြောက်များစွာပေါင်းဆက်ထားတဲ့လမ်းကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ်ဒီလမ်းကွန်ရက်ကြီးဟာအာရှရဲ့အရှေ့ပိုင်းကနေစတင်ပြီးတော့ဗဟိုအာရှအရှေ့အလယ်ပိုင်းဒေသကြီးနဲ့ဥရောပတိုက်တို့ကိုချိတ်ဆက်ပေးထားတာဖြစ်ပါတယ်ဒီလမ်းမကြီးဟာလူသမိုင်းမှာအာရှနဲ့ဥရောပကြားကပြောင်းလဲမှုဖြစ်စဉ်တွေအတွက်အရန်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်ဒီပိုးလမ်းမကြီးကိုခရစ်တော်မပေါ်မီနှစ်ပေါင်း130ဝန်းကျင်ဟာစတင်အသုံးပြုခဲ့ပြီးတော့ခရစ်နှစ်14ရာစုနှစ်ထိနှစ်ပေါင်း1500ကျော်တဲ့အထိဒီလမ်းတွေကိုအသုံးပြုခဲ့ကြတာပါဒီလမ်းရဲ့အရှည်ကမိုင်အားဖြင့်4000ကျော်ပြီးတော့ကီလိုမီတာအားဖြင့်6400ကျော်ရှိခဲ့ပါတယ်အဓိကဒီလမ်းကွန်ရက်ကြီးမှာရှိတဲ့လမ်းတွေအကုန်လုံးကတက်လာမန်ခင်ကန္နာရကြီးကိုဖြတ်သွားခဲ့ရတာဖြစ်ပါတယ်ဒီလမ်းကြောင်းပေါင်းမြောက်များစွာနဲ့ဖွဲ့စည်းထားတဲ့လမ်းကွန်ရက်ကြီးရဲ့အမည်နာမကိုတော့1889ခုနှစ်မှာဂျာမန်လူမျိုးပထဝီပညာရှင် Ferdinand von Richthofen ကနေပြီးတော့ The Silk Road ဆိုပြီးတော့အမည်နာမတက်ခဲ့ပါတယ်ဒီပိုးလမ်းမကြီးဖြစ်တည်လာတဲ့အကြောင်းချင်းကတော့နှစ်ချက်ရှိပါတယ်နိုင်ငံရေးလိုအပ်ချက်ကြောင့်ရယ်စီးပွားရေးလိုအပ်ချက်ကြောင့်ရယ်ပါနိုင်ငံရေးလိုအပ်ချက်ကတော့အဲ့ဒီအချိန်မှာတရုတ်ပြည်မှာဟန်မင်းဆက်လက်ထက်ဖြစ်ပါတယ်ဟန်မင်းဆက်ဧကရဝူရဲ့လက်ထက်မှာတရုတ်နိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့လူမျိုးစုတွေရဲ့အနေကိုကာကွယ်ဖို့အတွက်သူကဗဟိုအာရှဒေသမှာရှိတဲ့နိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးတည်ထောင်ပြီးတော့မိတ်ဖက်နိုင်ငံအဖြစ်ပြုလုပ်ဖို့အတွက်ကိုတန်တမန်အဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့ပါတယ်အဲ့ဒီတန်တမန်အဖွဲ့ကိုတော့နန်းတွင်းအရာရှိကြံချန်းကနေပြီးတော့ဦးဆောင်ပြီးတော့တွားခဲ့ပါတယ်သူတွားခဲ့တဲ့လမ်းတွေကဒါပိုးလမ်းမကြီးရဲ့ပထမဆုံးအစအဖြစ်သတ်မှတ်လို့ရပါတယ်ပုံစံစည်းပွားလိုအပ်ချက်အတွက်လည်းဒီလမ်းမကြီးကိုအသုံးပြုခဲ့ကြပါတယ်လမ်းမကြီးရဲ့နာမည်ကလည်းပိုးလမ်းမကြီးလို့အမည်ခေါ်တွင်လာအောင်ဖြစ်ခဲ့ရတဲ့အကြောင်းချင်းကတော့တရုတ်နိုင်ငံကပိုးတယ်တွေကိုအနောက်တိုင်းနိုင်ငံတွေကနေပြီးတော့အရန်နှစ်ချိုက်သဘောကျခဲ့ကြပါတယ်ဒီအတွက်ကြောင့်အနောက်တိုင်းနိုင်ငံတွေကကုန်တယ်ပွဲစားတွေကတရုတ်နိုင်ငံကိုလာပြီးတော့ပိုးတယ်တွေကိုဥဒန်းရောင်းဝယ်မှုပြုခဲ့တာပေါ့ပိုးတယ်တွေအပြင်လက်ဖက်ချောက်စာရွက်ကြွေတယ်တွေရမ်းမှုန်တွေဒါတွေလည်းတရုတ်နိုင်ငံနေပြီးတော့အနောက်တိုင်းနိုင်ငံတွေဥရောပနိုင်ငံတွေအထိပြန်နိုင်ခဲ့ပါတယ်ဥရောပနိုင်ငံတွေဘက်ကနေတော့လေတရုတ်နိုင်ငံကိုဖန်တယ်တွေဝါကွန်းတွေတရိတ်ဆန်တွေအမွှေးနှံတာတွေတစ်သီးတွေဆေးဝါးတွေစရှိသဖြင့်ဒီလိုကုန်ပစ္စည်းတွေကိုဒီလမ်းမကြီးပေါ်အသုံးပြုပြီးတော့ကူးသန်းဖလှယ်ခဲ့ကြပါတယ်ဒီလိုကူးသန်းရောင်းဝယ်မှုတွေကုန်ပစ္စည်းတွေဖလှယ်ကြတဲ့အခါမှာကုန်သည်တွေကအဓိကအားဖြင့်ကတော့ကလပ်တွေကိုအဓိကထားပြီးအသုံးပြုခဲ့ကြတယ်။လမ်းတစ်လျှောက်မှာရှိတဲ့မြို့တွေမှာကုန်ပစ္စည်းတွေကိုအဆင့်လိုက်လဲလှယ်ပြီးတော့သွားခဲ့ကြပါတယ်။ဒီလမ်းကြောင်းတစ်လျှောက်မှာကန္နာရတွေရှိရယ်တောင်တန်းတွေရှိရယ်ကျန်းတန်းတဲ့မြေမျက်နှာပြင်တွေအနေအထားတွေခက်ခဲတဲ့လမ်းကြောင်းတွေကျန်းတန်းတဲ့ရာသီဥတုတွေအများကြီးရှိတယ်လို့ဝေစစ်မြို့လေးတွေလည်းရှိတယ်။အဲ့ဒီမြို့လေးတွေကိုတောက်လျှောက်ကိုဖျက်ပြီးတော့အဆင့်လိုက်ရနေပြီးတော့တည်ဝါပြီးတော့လမ်းအဆုံးရောက်တဲ့အထိကိုတည်ကြရတာပေါ့နော်။အဲ့ဒီခါမှာတော့ဒါတရုတ်ပြည်အားဆိုရင်တော့ CN မြို့လို့ခေါ်တဲ့မြို့ကဒီပိုးလမ်းမကြီးရဲ့အစဆုံးမြို့လို့ပြောလို့ရပါတယ်။ဒီပိုးလမ်းမကြီးကိုအဓိကဖြစ်ပေါ်လာစေတဲ့အကြောင်းချင်းဟာတန်တမန်ဆက်ဆံရေးလိုအပ်ချက်နဲ့ကုန်သွယ်ရေးလိုအပ်ချက်ကြောင့်ဆိုပေမဲ့ဒီလမ်းမကြီးကိုစတင်ပြီးအသုံးပြုတဲ့အခါမှာတရုတ်ပါရှန်အိန္ဒိယန်အာရပ်ဥရောပကုန်သည်တွေအပြင်ဗုဒ္ဓဘာသာဘုန်းကြီးတွေ
Islam ဘာသာရေးဆရာတွေခရစ်ယာန်တင်းအုပ်ဆရာတွေအစရှိသဖြင့်ဘာသာရေးနဲ့ဆိုင်တဲ့လူတွေစူးစမ်းလေ့လာတဲ့လူတွေပါဒီလမ်းမကြီးကိုအသုံးပြုခဲ့တဲ့အခါကျတော့ဘာသာရေးတွေပညာရက်တွေနည်းပညာတွေယဉ်ကျေးမှုတွေကအားလုံးကဒီလမ်းမကြီးပေါ်မှာကူးလူဆက်သွယ်ပြီးတော့ပြန့်နှံ့ခဲ့ကြပါတယ်ပြန့်နှံ့မှုတွေထဲမှာယောဂကပ်ဘေးယောဂတွေအောင်မှပြန့်နှံ့ခဲ့ပါသေးတယ် Black Death လို့ခေါ်တဲ့ကပ်ယောဂတစ်မျိုးဟာဒီပိုးလမ်းမကြီးပေါ်မှာဖြစ်ခဲ့မှုပါသေးတယ်ဒီပိုးလမ်းမကြီးကိုအသုံးပြုပြီးတော့ကုလူဆက်ဆံခဲ့တဲ့လူတွေများများစွာရှိပေမဲ့အဲ့ဒီလူတွေထဲမှာထင်ရှားတဲ့လူ၃ယောက်ကြောင့်ကိုတော့ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်အဲ့ဒီထဲမှာပထမဆုံးပိုးလမ်းမကြီးရဲ့ဘောကခီးသွားတယောက်ဖြစ်ခဲ့တဲ့ကျန်းချီအန်အကြောင်းပြောမှာဖြစ်ပါတယ်ကျန်းချီအန်ကို BC 164ခုနှစ်မှာဟန်ကျုံခရိုင်ချင်းကူးမြို့မှာမွေးဖွားခဲ့ပြီးတော့ BC 114မှာကွယ်လွန်ခဲ့ပါတယ်ဒီဂရိဝူဟာဟန်နေဇက်ကိုချိန်ချောက်နေတဲ့နိုင်ငံရဲ့မြောက်ဘက်ပိုင်းကရှုံးလူမျိုးတွေရဲ့အနေအကိုကာကွယ်ရန်အတွက်သူဟာနိုင်ငံရဲ့အနောက်ဘက်ပိုင်းမှာရှိတဲ့ရွေ့ချီလူမျိုးတွေနဲ့စီရေးမဟာမိတ်ဖွဲ့ဖို့အတွက်ဆန္ဒရှိခဲ့ပါတယ်ဒီဆန္ဒကိုအကောင့်ထဲပို့ဖို့အတွက်ကျန်းချီအန်ကိုနိုင်ငံရဲ့အနောက်ပိုင်းဘိုးအာရှဒေသမှာရှိတဲ့ရွေ့ချီလူမျိုးတွေနေထိုင်တဲ့နေရာကိုစတင်စေလွှတ်ခဲ့ပါတယ်ကျန်းချီအန်ကအဲ့ဒီခီးစဉ်အတွက်ပထမဆုံးအနေနဲ့ဒီနေ့ပိုးလမ်းမကြီးလို့ခေါ်တွင်လာမဲ့လမ်းနေရာနေပြီးတော့ခီးစတင်ခဲ့ပါတယ်ဒါပေမဲ့သူဟာပထမဆုံးရည်မှန်းချက်ကိုတော့အကောင့်ထဲပေါ်နိုင်ခဲ့ခြင်းမရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့သူဟာရှုံးလူတွေရဲ့ဖန်ဆီးတာကိုခံခဲ့ရပါတယ်။သူဟာရှုံးလူတွေရဲ့လက်ထဲမှာ10နှစ်ကျော်ကြာအကျဉ်းချခဲ့ပါတယ်။အကျဉ်းချခဲ့ပြီးတဲ့အချိန်ကျတော့မှရွက်ချီနဲ့တွေ့ဖို့အတွက်ကိုတော့ခီးဆက်ခဲ့ပါတယ်။ဒါပေမဲ့ရွက်ချီတွေကသူတို့နဲ့တန်တမန်ဆက်ဆံရေးတည်ထောင်ဖို့အတွက်ကိုစိတ်ဝင်စားဟန်မပြခဲ့ကြပါဘူး။ဒါပေမဲ့သူဟာဒီခီးစဉ်ကနေပြီးတော့ဗဟိုအာရှဒေသရဲ့ပထဝီမြေအနေအထားတွေထွက်ကုန်တွေယဉ်ကျေးမှုတွေကိုကောင်းစွာသိရှိခဲ့ရပါတယ်။အဲ့သိရှိလာတဲ့သေးစိတ်အချက်လက်တွေကိုသူ့နိုင်ငံကိုပြန်လည်ယူဆောင်လာနိုင်ခဲ့ပါတယ်။သူ့ရဲ့ဒုတိယအကြိမ်ခီးစဉ်ကို BC 119ခုနှစ်မှာစတင်ခဲ့ပါတယ်။ဒီတစ်ကြိမ်မှာလည်းရှုံးလူတွေကိုခုခံရတဲ့အတွက်နောက်ဘက်မှာရှိတဲ့ဦးစွန်းလူမျိုးတို့နဲ့မဟာမိတ်ဖွဲ့ဖို့အတွက်ကိုအေဂရီဂျီရဲ့ခိုင်းစေချက်အရဒုတိယကြိမ်ထွက်ခွာလာခဲ့ပါတယ်။ဒါပေမဲ့လည်းဦးစွန်းလူမျိုးတွေကရှုံးလူတွေနဲ့စစ်တိုက်ဖို့အတွက်ကိုဝင်လေးတာကြောင့်စီရေးမဟာမိတ်အဖြစ်တော့လက်မခံခဲ့ပါဘူး။တန်တမန်ဆက်ဆံရေးတိစောက်ဖို့အတွက်ကတော့လက်ခံခဲ့ပါတယ်။ဤဂရိဝူလက်ထက်မှာဦးစွန်းတို့နဲ့တရားဝင်တန်တမန်ဆက်ဆံရေးကိုထူထောင်နိုင်ခဲ့ပြီးဒါယွမ်ကန်ဂျူဒါရှာစတဲ့နိုင်ငံများကိုလည်းတန်တမန်တွေကိုဇေလွတ်ခဲ့ပါတယ်။ဇေလွတ်တဲ့အခါမှာလည်းဒီတန်တမန်တွေဟာဒီလမ်းကြောင်းကြီးကိုပဲအသုံးပြုပြီးတော့ထိုနိုင်ငံအသီးသီးကိုတွားခဲ့ကြတာပါ။ကျန်းချီရန်တွားခဲ့တဲ့ပထမအကြိမ်ဒုတိယအကြိမ်ခီးစဉ်တွေကနေပြီးတော့သူသိရှိလာတဲ့ပထဝီဝင်မြေပြင်အနေအထားတွေကပိုးလမ်းမရဲ့မရှိမဖြစ်တဲ့တကားပေါက်ဖြစ်တဲ့ဟက်ရှိဇင်းညံလန်းကြီးကိုလုံခြုံအောင်ဆောင်ရွက်နိုင်မှုအတွက်ကိုဘလို့စီရေးအစီအမံတွေချမှတ်မလဲဆိုတဲ့စီရေးဆိုင်ရာအားသာချက်တစ်ခုတော့ရရှိခဲ့ပါတယ်။ကုန်သွယ်ရေးအနေနဲ့ကတော့ဘူအာရှဒေသအထူးထွက်ကုန်တွေဖြစ်တဲ့စစ်ပစ္စည်းတို့တကြားသီးတို့တရုတ်နိုင်ငံကိုပုံသွယ်မှုပြုခဲ့ကြပါတယ်။တရုတ်နိုင်ငံရဲ့ထုတ်ကုန်တွေနဲ့နည်းပညာတွေကလည်းဒီနည်းလမ်းအဖြစ်အနောက်အာရှဒေသဗဟိုအာရှဒေသအစရှိသဖြင့်ဒေသအသီးသီးကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒီနေရာမှာကျန်းချီအန်ရဲ့ဘဝကလည်းသူ့ရဲ့ခီးစဉ်လိုပဲအရန်ဇလန်းဆန်ပါတယ်။သူဟာထောင်ကျနေစဉ်အချိန်မှာရှုံးလို့အမျိုးသမီးတစ်ယောက်နဲ့အိမ်အောင်ကြတယ်။သားလေးတစ်ယောက်မွေးဖွားခဲ့ပြီးတော့သူ့ရဲ့မူရင်းတာဝန်ဖြစ်တဲ့တန်တမန်ခီးစဉ်ကိုဆက်ခဲ့တာပါ။သူ့ရဲ့ဒုတိယအကြိမ်ခီးစဉ်အပြီးနောက်တစ်နှစ်အကြာမှာ BC 114ခုနှစ်မှာသူဟာကွယ်လွန်ခဲ့ပါတယ်။ဒီနေ့သူ့ကိုပိုးလမ်းမကြီးရဲ့ပထမဆုံးအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တဲ့လူတစ်ယောက်အနေနဲ့အတိမတ်ပြုတဲ့အနေနဲ့သူ့ရဲ့မွေးရမြေမှာသူ့ရဲ့အုပ်ကူရှိပါတယ်။သူ့ရဲ့အုပ်ကူဟာ UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်ဆိုင်ရာတစ်ခုဖြစ်နေသတ်မှတ်ထားပါတယ်။ပိုးလမ်းမကြီးပေါ်ကကုန်သွယ်မှုပြုကြတဲ့လူတွေကြားမှာတော့အထင်ရှားကြော်ကြားဆုံးကတော့မာကိုပိုလိုပဲဖြစ်ပါတယ်။မာကိုပိုလိုကို1254ခုနှစ်မှာအီတလီနိုင်ငံဗန်နစ်မြို့မှာကျွယ်ဝချမ်းသာတဲ့ကုန်သည်မိသားစုကနေမွေးဖွားခဲ့ပါတယ်။မာကိုပိုလိုရဲ့အဖေနီကိုပိုလိုနဲ့သူ့ရဲ့ဦးလေးမာဖီယိုပိုလိုတို့ဟာသူမမွေးခင်အချိန်တည်းကအာရှအရှေ့ပိုင်းကိုရောက်ရှိပြီးမွန်ဂိုအေဂရစ်ကူဘလိုက်ခန်နဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့က1269မှာဗန်နစ်မြို့ကိုပြန်လာပြီးတော့အသက်15နှစ်အရွယ်ရှိနေပြီဖြစ်တဲ့မာကိုပိုလိုနဲ့အိုက်ခါကျမှပြန်လည်တွေ့ဆုံရပါတယ်။မာကိုပိုလိုရဲ့အဖေနဲ့ဦးလေးသူတို့ညီကိုနှစ်ယောက်ပြန်မလာခင်အချိန်မှာမွန်ဂိုအေဂရစ်ကြီးကသူတို့ညီကိုနှစ်ယောက်ကိုဒီတစ်ခေါက်အာရှဘက်ကိုပြန်လာလို့ရှိရင်ဂျေရုဆလင်ကဘာသာရေးဆရာတွေရဲ့ခရစ်တော်ရဲ့ဂုဗိမာန်က Holy Oil ကိုယူခဲ့ပါဆိုပြီးတော့သူတို့ကိုမှာခဲ့တာရှိပါတယ်။ဒါကြောင့်မို့လို့သူတို့ကအရှိဘက်ခီးစဉ်ကို1281မှာပြန်ပြီးတော့ထွက်တဲ့အခါမှာသူတို့ရဲ့ခီးစဉ်ကိုဂျေရုဆလင်ကိုယင်သွားခဲ့ကြပါတယ်။
အဲဒီအမှတဆင့်ပါရှန်ပီယိုဖြက်အာဖဂန်နစ္စတန်ပါမီယာတောင်တန်းနေတက်ကလာမကန်တဲကန်နာယာတွေကိုဘီတဲကန်နာယာတွေဖြတ်ပြီးတော့တရုတ်နိုင်ငံကိုဒုတိယကြိမ်ပြန်လည်ခီးထွက်ခဲ့ကြပါတယ်ဒီခက်ခဲချမ်းတဲ့ခီးကို3နှစ်ခွဲကြာလောက်ဖြတ်တန်းပြီးတဲ့အချိန်1285ခုနှစ်မှာတော့သူတို့ဟာမွန်ဂေအေဂရစ်ကူဘလိုင်ခန်ရဲ့နွေရာသီနန်းတော်ကိုရောက်ရှိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာမာကိုပိုလိုရဲ့အသက်က22နှစ်အရွယ်ဖြစ်နေပါပြီမာကိုပိုလိုရဲ့ဘာသာစကားအတော်များကိုကျွမ်းကျင်ပိုင်နိုင်မှုနဲ့ဉာဏ်ရည်ဉာဏ်သေးထက်မြက်မှုတွေယူကျူးမှုတွေဟာအေဂရစ်ဘီရင်ကြီးကူဘလိုင်ခန်ကိုမျက်စိကျစေခဲ့ပါတယ်ဒါကြောင့်လေကူဘလိုင်ခန်ကမာကိုပိုလိုကိုနိုင်ငံသားကိုယ်စားလှယ်အဖြစ်နဲ့ခန့်အပ်ပြီးတော့တရုတ်နိုင်ငံနေရာတော်တော်များများကိုအစိုးရတာဝန်တွေကိုထမ်းဆောင်မှုအတွက်ဆေလွတ်ခဲ့ပါတယ်ဒါကြောင့်လေမာကိုပိုလိုဟာတရုတ်နိုင်ငံ၏တနိုင်ငံလုံးကိုကြည်ကြဲပြင်းပြင်းကိုရောက်ရှိခဲ့တဲ့ပထမဆုံးသောဥရောပနိုင်ငံသားလို့ပြောလို့ရပါတယ်။သမိုင်းပညာရှင်တွေအနေနဲ့အငြင်းပွားပါစေဟာအချက်တစ်ချက်အနေနဲ့မာကိုပိုလိုဟာယူနန်ပြည်နယ်ကိုရောက်ရှိခဲ့ပြီးတော့ယူနန်ပြည်နယ်ရဲ့တစ်ဖက်မှာရှိတဲ့မြန်မာနိုင်ငံကိုရောက်ရှိခဲ့တယ်လို့မာကိုပိုလိုရဲ့သမိုင်းမှတ်တမ်းတွေကဖော်ပြနေပေမဲ့သမိုင်းပညာရှင်တွေကတော့မာကိုပိုလိုဟာမြန်မာပြည်ကိုလူကိုယ်တိုင်မရောက်ခဲ့ဘူးလို့ယူဆတယ်လို့ဆိုကြပါတယ်။ဥပ္ပင်ဆိုစီကမူမာကိုပိုလိုရဲ့18နှစ်ကျော်ကြာတရုတ်ပြည်တွင်မှာလှည့်လည်သွားလာခဲ့တဲ့အတွေ့အကြုံတွေရတော့တခြားဥရောပသားတွေမရရှိနိုင်တဲ့အတွေ့အကြုံတွေကိုရရှိခဲ့တယ်ဆိုတော့ညင်မရစရာအချက်ပါပဲ။ဥပမာငွေစက်ကူသုံးပြုမှုတွေတို့အချိန်ကမြို့တော်တစ်ဖြစ်တဲ့ကမ်ပါလက်ဒီနေ့ဘေဂျင်းမြို့မှာကူဘလိုင်ခန်ရဲ့ညစာစားပွဲအတွက်ကိုလူပေါင်း6000လောက်ကိုတစ်ချိန်နဲ့တည်းကျွေးမွေးအခမ်းလို့ရတဲ့ခမ်းနားလာတဲ့နန်းတော်ကြီးအကြောင်းတွေတို့အချိန်ကဟန်ကျူးမြို့ရဲ့အလှပကမ္ဘာပေါ်မှာကောင်းမွန်ဆုံးနဲ့အထူးရှားဆုံးလို့သူကအတီလင်းကိုဖော်ပြခဲ့ပါတယ်။ဆယ်စုနှစ်နှစ်ခုနီးပါးလောက်ကြာပြီးတဲ့အခါမှာမာကိုပိုလိုနဲ့သူ့အဖေသူ့ဦးလေးတွေဟာသူတို့ရဲ့ဇာတိမြေဖြစ်တဲ့ဗန်နစ်မြို့ကိုပြန်ကျင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒီဂရီကြီးကူဘလိုင်ခန်ကလည်းအသက်အရွယ်ကြီးလာနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကိုပြန်ဖို့အတွက်ခွင့်ပြုဖို့ဝင်လင်းနေခဲ့ပါတယ်။ဒါပေမဲ့1292ခုနှစ်မှာတော့မွန်ဂိုမင်းသမီးကိုကိုချင်းကိုပါရှန်ပြည်ယနေ့အီရန်လို့ခေါ်တဲ့နိုင်ငံကိုမင်းသမီးကိုပို့ဆောင်ပေးဖို့အတွက်သူတို့ကိုတာဝန်ပေးရခဲ့ပါတယ်။သူတို့ရဲ့အပြန်ခီးကတော့ရေချောင်းခီးဖြစ်ခဲ့ပါတယ်။တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကွမ်ကျိုးစိတ်ကန်ကနေပြီးတော့သူတို့ဟာစတင်ထွက်ခွာလာပြီးတောင်တရုတ်ပင်လယ်ကိုဖြတ်ကဆူမာတရာဒီနေ့အင်ဒိုနီးရှားနိုင်ငံမှာရပ်နာပြီးတော့အိန္ဒိယသမုဒ္ဒရာကိုဖြတ်ပြီးတော့ပါရှန်ပြည်ကိုရောက်ရှိခဲ့ပါတယ်။ပါရှန်ပြည်ကနေပြီးတော့တူရကီနိုင်ငံကိုဖြတ်ပြီးကုန်းလမ်းခီးဆက်လက်နှင်ခဲ့ပြီးတော့နောက်ဆုံး1295ခုနှစ်မှာတော့ဗန်နီမြို့ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်သူတို့ပထမဆုံးခီးသွားခဲ့တဲ့အချိန်ကနေစ၍အခုပြန်ရောက်တဲ့အချိန်ထိနှစ်ပေါင်း24နှစ်လောက်ကြာခဲ့ပါတယ်ပြန်ရောက်လာတဲ့အခါမှာတော့အာရှအရှေ့ပိုင်းကတရုတ်ပြည်ကနေပြီးတော့ရရှိခဲ့တဲ့ရွှေငွေကြောင်းမြတ်ရတနာအစရှိတာတွေနဲ့သူတို့ကဗန်နီမြို့မှာအကျွယ်ဝချမ်းသာတဲ့လူတွေဖြစ်နေထိုင်ခဲ့ပါတယ်ဒါပေမဲ့ပြန်ရောက်ပြီးတိတ်မကြခင်မှာပဲဘင်းနစ်နဲ့ဂျီနိုဝါတို့ကစစ်ဖြစ်ခဲ့ပါတယ်အဲ့ဒီမှာမာကိုပိုလိုကအဖမ်းခံခဲ့ရပါတယ်။သူအဖမ်းခံရတဲ့အချိန်မှာပဲသူ့ရဲ့အခန်းပေါ် Resticello Tapisa ဆိုတဲ့ပုဂ္ဂိုလ်ကိုသူ့ရဲ့အီးသွားခဲ့တဲ့အတွေ့အကြုံတွေကိုနှုတ်တိုက်ပြောပြီးတော့ရေးမှတ်စေခဲ့ပါတယ်။နောက်မှာတော့ထိုပုဂ္ဂိုလ်က The Travel of Marco Polo လို့အမည်ရတဲ့စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။အဲ့ဒီစာအုပ်ထဲမှာချမ်းမြည်သည့်ဥရောပသားမှမတွေ့ဘူးမကြားဘူးမမြင်ဘူးတဲ့အရှေ့အာရှရဲ့ပထဝီပင်မြေပြင်အနေအထားတွေအလေးထားတွေရိုးရာတွေယဉ်ကျေးမှုတွေကြွယ်ဝမှုတွေကိုပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်ဒီစာအုပ်ကနောက်တစ်ချိန်မှာခရစ္စတိုဖာကိုလံဘက်တို့လိုစူးစမ်းရှာဖွေသူတွေအတွက်ကရည်ညွှန်းစာအုပ်မှတ်တမ်းအဖြစ်နဲ့တောင်မှအသုံးပြုခဲ့ကြပါတယ်ဒါကြောင့်မို့လို့ပိုလန်မကြီးအကြောင်းကိုပြောမယ်ဆိုရင်အရှေ့အာရှနဲ့ဥရောပတို့ကိုကောင်းမွန်စွာချိတ်ဆက်ပေးခဲ့တဲ့မာကိုပိုလိုရဲ့အကြောင်းကိုချန်ထားလို့မရနိုင်ပါဘူးပိုလန်မကြီးအကြောင်းကိုပြောမယ်ဆိုရင်တန်တမန်ရေးနိုင်ငံရေးတွေအပြင်ဘာသာရေးနဲ့ဆက်နွယ်တဲ့အကြောင်းချင်းအားလည်းမပြောမဖြစ်တဲ့အကြောင်းချင်းအားတစ်ခုဖြစ်ပါတယ်ဒီထဲမှာတော့ထင်ရှားကြော်ကြားတဲ့ပုဂ္ဂိုလ်တူကတော့တရုတ်နိုင်ငံကဗုဒ္ဓဘာသာယဟန်တော်တစ်ပါးဖြစ်တဲ့ဆရာတော်ယွမ်ဇန်ဖြစ်ပါတယ်ဆရာတော်ယွမ်ဇန်ကိုAD 602ခုနှစ်မှာပြောဝချမ်းသာတဲ့မိသားစုကနေမွေးဖွားခဲ့ပါတယ်ဆရာတော်ဟာဗုဒ္ဓဘာသာယဟန်တော်တစ်ပါးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဘာသာရဲ့ထုံးကားစီပင်ရအရက်မှာလေးလာလို့တဲ့စိတ်ဆန္ဒနဲ့ဘုရားပွင့်တော်မူခဲ့တဲ့အရက်ဌာနတွေကိုလေးလာလို့တဲ့စိတ်ကြီးနောက်ပြီးတော့ဗုဒ္ဓကျမ်းဂန်တွေနဲ့ပတ်သက်လို့တရုတ်ဘာသာပြန်တွေမှာမူရင်းတွေနဲ့ကွဲလွဲမှုတွေအများကြီးရှိတာတွေကိုဖြေရှင်းဖို့အတွက်သူဟာအိန္ဒိယနိုင်ငံကိုသွားဖို့အာတိတပြင်ပြခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာတရုတ်နိုင်ငံကတန်မင်းဆက်လက်ထက်မှာဖြစ်ပါတယ်အဲ့ဒီကာလမှာအနောက်ဘက်ကထက်လူမျိုးတွေရဲ့အနေအကြောင်းပြပခီးသွားလာဖို့အတွက်ကတ
တော်တော်လေးခဲရင်းငယ်ပြီးတော့ဧကရစ်ကိုယ်တိုင်ကိုအနောက်ဘက်သို့ခီးသွားတဲ့ခီးစဉ်တွေအကုန်လုံးကိုတားမြစ်ထားပါတယ်ဒါပေမဲ့အသက်29နှစ်အရွယ်စိတ်ဆန္ဒပြင်းပြနေတဲ့ဆရာတော်ကဘယ်အရာမှကြောက်လန့်ခြင်းမရှိဘဲနဲ့မြို့တော်ကနေပြီးတော့ညအမှောင်အားကိုးပြီးတော့တိတ်တဆိတ်ခီးစတင်ထွက်ခွာခဲ့ပါတယ်ဒီခီးစဉ်က AD 629ကနေပြီးတော့စတင်ခဲ့ပြီးတော့645ခုနှစ်မှာတရုတ်ပြည်ကိုပြန်လည်ရောက်ရှိခဲ့တဲ့19နှစ်ကြာမဲ့ခီးစဉ်ဖြစ်မဲ့မှန်ဆရာတော်ကိုယ်တိုင်လည်းတွေးမိထားမှာမဟုတ်တော့ပါဘူးဆရာတော်ဟာပိုးလမ်းမကြီးအတိုင်းအာရှရဲ့အလဲပိုင်းဟိမဝန္တာတောင်တန်းတွေကိုဖျက်ပြီးတော့အိန္ဒိယတခွင်ကိုလှည့်လည်ကြွချီခဲ့ပါတယ်ခီးစဉ်စတင်ပြီး4နှစ်အကြာမှာဆရာတော်ဟာအိန္ဒိယနိုင်ငံကိုရောက်ရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာအိန္ဒိယနိုင်ငံရဲ့ဗုဒ္ဓစာပေကျမ်းဂန်တွေသင်ကြားပေးနေတဲ့နာလန္ဒာတက္ကသိုလ်ကြီးမှာဗုဒ္ဓစာပေကျမ်းဂန်တွေကို9နှစ်ကျော်ကြာလေ့လာခဲ့ပါတယ်ဆရာတော်ဟာအိန္ဒိယတခွင်ကိုလှည့်လည်ပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမကြီးရဲ့ဘဝဖြစ်စဉ်တွေမှာအရေးပါတဲ့နေရာတွေကိုဌာနတွေကိုလေ့လာဖွံ့ဖြိုးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဆရာတော်ဟာတရုတ်ပြည်ကိုဆရာတော်နဲ့အတူဗုဒ္ဓကျမ်းဂန်စာပေအဆောင်ရည်659ဆောင်နဲ့တက်တော်မူတော်150အပါဗုဒ္ဓရုပ်ပွားတော်6ဆူတို့ကိုပါပြန်လည်ပင့်ဆောင်ပြီးတော့တရုတ်ပြည်ကိုကြွချီခဲ့ပါတယ်AD 645ခုနှစ်မှာတော့တရုတ်ပြည်ကိုပြန်လည်ရောက်ရှိခဲ့ပြီးဧကရစ်တိုက်စွန်ကိုယ်တိုင်ကိုဆရာတော်ကိုသူရဲကောင်းအဖြစ်ကြိုဆိုခဲ့ပြီးတော့မြည်သည့်ပြစ်ဒဏ်မှချမှတ်ခဲ့ခြင်းမရှိပါဘူးဆရာတော်ကဒီလမ်းမကြီးကိုဖြတ်တန်းကြွချီရုံသာမကပဲနဲ့ယဉ်ကျေးမှုနဲ့အသိပညာတွေဖလှယ်ခြင်းအပြင်ဘုလမ်းမကြီးရဲ့တမိုင်းကြောင်းကိုပုံမကျွယ်ဝစေခဲ့တာပါဆရာတော်ဟာတွားခဲ့တဲ့ခီးစဉ်တစ်လျှောက်မှာကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံတွေကိုမှတ်သားပြီးတော့နောက်တစ်ချိန်မှာနောင်လာနောင်သားတွေအတွက်အကောင်းဆုံးသောခီးသွွားအတွေ့အကြုံမှတ်တမ်းမရအဖြစ်ခိုင်မာစွာတည်ရှိခဲ့ပါတယ်ဆရာတော်ရဲ့ခီးသွွားမှတ်တမ်းတွေကိုအခြေတည်ပြီးတော့16ရာစုမင်းဆက်လက်ထက်မှာစာရေးဆရာဦးချိန်အိမ်ကနေပြီးတော့ The Journey to the West ဆိုတဲ့ကဏ္ဍဝင်တရုတ်ဝတ္ထုရှည်ကြီးတစ်ပုဒ်ကိုရေးခဲ့ပါတယ်စာရေးဆရာရဲ့ဉာဏ်ကုန်မှုတွေနဲ့အတူဆရာတော်ရဲ့ဘုရားဘူးခီးစဉ်ကအချက်လက်တွေအကုန်လုံးကိုပေါင်းစပ်ပြီးတော့ရေးသားခဲ့တဲ့အတွက်ကြောင့်မို့လို့ကဘာကျော်တဲ့ဝတ္ထုတစ်ပုဒ်အဖြစ်အနေနဲ့ရှိခဲ့ပါတယ်။သားတွေရဲ့အကောင်းဆုံးဇွဲလုံလဝရိယတွေကိုထင်ဟပ်ပြသခဲ့တဲ့ခရီးသွားတွေလိုမျိုးကျွန်တော်မြန်မာနိုင်ငံသားတယောက်အနေနဲ့ဒီပိုးလမ်းမကြီးပေါ်မှာခရီးသွားဖို့အတွက်ရောက်ရှိလို့နေခဲ့ပါပြီ။